ကျွန်တော်တို့ရဲ့ဘဝတော်တော်လေးပါနော်အဲ့ဒီဥစ္စာကိုကျွန်တော်တို့ကကိုယ့်ရဲ့စိတ်ကြိုက်နဲ့ကိုယ့်ရဲ့အရှိတိုင်းနေရာမှာကိုကြောက်နေကြတယ်နော်အဲ့ဘာလို့လဲဟုတ်လားကျွန်တော်တို့အချိန်ကုန်တာကအရမ်းမြန်နေဗျာနော်ကျွန်တော်တို့ဒီ2026 New Year တော့မှာဟိုတလောမှပြီးသွားသလိုခံစားရတယ်ပေါ့နော်ဒါပေမဲ့အခုကြည့်ကြည့်လိုက်နော်ကျွန်တော်တို့ဒီ2လပိုင်းနဲ့ကျွန်တော်ရောက်နေဟုတ်လားကျွန်တော်တို့အချိန်ကုန်တာအရမ်းမြန်နေဗျာနော်ပြီးရင်ဘွာကြီးကလည်းတော်တော်လေးပဲအဲ့ဒီဥစ္စာကိုကျွန်တော်ကဘာမှဒိတ်ပဲမရှိရဲ့သူများရဲ့အမြင်နေဗျာနော်ပြီးတော့သူများကြိုက်မှမကြိုက်ဘူးလားကျွန်တော်တို့ကတအားပြီးတော့စိုးရိမ်နေကြတယ်ဟုတ်လားနော်ပြီးတော့လေကျွန်တော်တို့ကအဲ့ဒီအတိုင်းဝိုင်းထဲမှာကျွန်တော်တို့က fit ရင်ဖြစ်မလားနော် fit ရင်မဖြစ်မှာလဲကျွန်တော်ကကြောက်နေရဟုတ်လားဘာလို့လဲနော်ကျွန်တော်ကိုယ်တိုင်ကလည်းပေါ့နော်အရှင်ရောဆိုရင်ကိုယ့်ရဲ့အရှိတိုင်းနဲ့ကိုယ့်ရဲ့စိတ်ကြိုက်မနေဘူးပြကျွန်တော်လဲတိလားအရန်ကြောက်တယ်ဘာဖြစ်လို့လဲဆိုရင်သူများတွေလက်မခံနိုင်မှာသူများတွေမကြိုက်မှာသူများတွေအဲ့ဒီအမြင်တွေကိုတအားတွားပြောမှကျွန်တော် view sign နေလို့ပေါ့ဟုတ်လားဒါပေမဲ့အဲ့ဒီလိုနေတော့ကြရောအဆင်ပြေလို့ထင်ရလားနော်ကျွန်တော်ကိုယ်တိုင်လည်းတော်တော်ကြီးခံစားခဲ့ရရပေါ့နော်အဆင်ပြေလားဆိုမပြေဘူးနော်ဘာဖြစ်လို့လဲဆိုရင်အဲ့ဒါကကိုလိန်နာညာနဲ့အတူတူပဲနော်ကိုလိန်တဲ့အချိန်မှာကိုလည်းပျော်မယ်လို့ထင်လားနော်လုံးဝမပျော်ဘူးကျွန်တော်ရှင်တန်ကအရန်ပင်ပန်းတယ်နော်ပြီးတော့ဘဝတော်တော်လေးကျွန်တော်ပြီးတော့လူလို့ရတာလည်းလုံးဝမတန်အောင်နော်အဲ့တော့ဟုတ်လားဆိုတော့အခုကြည့်နေတဲ့သူတွေထဲမှာပေါ့နော်အခေဖြစ်ကျွန်တော်ပြောတဲ့ဥစ္စာနဲ့တက်တိုင်းဆိုင်ခံစားမိနေတယ်ဆိုရင်နော်နည်းနည်းလေး reflect လုပ်ကြည့်ပေါ့နော်ဟုတ်လားဘဝကတော်တော်လေးအဲ့ဒါကိုဘာဖြစ်လို့ကိုကနော်ကိုယ့်ရဲ့စိတ်အရှိအတိုင်းစိတ်ကြိုက်နော်ပြီးတော့ကိုအရှိတိုင်းကိုမချပြရရလဲပေါ့ဟုတ်တယ်နော်အဲ့ဒါလေးကိုကျွန်တော်စဉ်းစားကြည့်စေချင်ပါတယ်ကျွန်တော်တို့ကလေကိုလိန်ညာတဲ့အလုပ်တွေလုပ်ချင်းကိုကျွန်တော်စပြီးတော့မှရက်တင်မှအဆင်ပြေတော့မှဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုပြောတဲ့အချိန်မှာလည်းတခုခုတွေးမိလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်เนาะတခုခုစဉ်းစားမိတယ်ဆိုရင်တော့ဒီ comment လေးထဲမှာတစ်ချက်မျှဝေပေးခဲ့ကြပါအောင်เนาะ